ပွင့်ခဲ့တဲ့ဘုရားဆူဆူနောက်ပွင့်မဲ့မြတ်စွာဘုရားအိန္ဒိယပြည်တစ်ခုထဲမှာပွင့်နေဆိုတာဒီကနေ့ပြေပုံနဲ့တော့အိန္ဒိယလို့ပြောအောင်မှာပေါ့မှန်ပါဗျာစာပေတွေမှာဆိုထားတဲ့ဘုရားကဒီမှာပဲပွင့်ရမယ်လို့တော့သတ်မှတ်ထားတာတော့မဟုတ်ဘူးသို့တော့ဘုရားဘာသာကျမ်းစာလို့ပြောရတဲ့နောက်မှရေးတဲ့အထက်ကထာတို့တိကာတို့အဆိုမှာတော့ဒီမစ္စည်းမဒေသလို့ဆိုတဲ့စပူရိတ်ကျွန်းမှာပဲဒီဘုရားစာပွင့်တယ်ဒါတော့ဒီလိုပွင့်နေဆိုတာဟုတ်တယ်အဲ့လိုပဲပြောတာဖြစ်တယ်အဲ့ဥစ္စာကိုအိန္ဒိယပြည်လို့သတ်မှတ်လို့ရနိုင်မှာလားဗျာအိန္ဒိယလို့ခေါ်တာခုမှခေါ်တာလေမှန်ပါဗျာရခိုင်တော့အိန္ဒိယလို့မရှိခဲ့ဘူးမှန်ပါဗျာအိန္ဒိယဆိုတာအိန္ဒုမြေဝမ်းကိုအကြောင်းပြုပြီးအိန္ဒိယလို့ခေါ်လာတာဟုတ်မှန်ပါဗျာရှင်းတော့ကတော့မစ္စည်းမဒေသဆိုတဲ့ခေါ်နေစပူဒီပဆိုတဲ့ခေါ်ပဲရှိတယ်အခေါ်တွေကတော့ပြောင်းတာပေါ့နော်မှန်ပါဗျာဖျားပွင့်တဲ့အချိန်တုန်းကလည်းအခုလက်ရှိအိန္ဒိယနိုင်ငံသားတွေဟုတ်ချမှာဟုတ်မှန်ပါဗျာဒီပုံစံဟုတ်ချမှာဟုတ်မှာမှန်ပါဗျာအမျိုးပြောင်းနေတာပဲဟုတ်စားဗမာတွေတောင်မှပဲဟိုပဲလောင်းမင်းတရားဥအောင်စရာတို့လက်ထက်ကလူတွေကထော်တော်ချိုင်းချိုင်းကြီးတွေရောင်ကြီးတွေနဲ့အခုလိုငပိန်ငချောက်လေးတွေမှမဟုတ်တာမှန်ပါဗျာဟုတ်တယ်မလားမှန်ပါဗမာတွေပဲကြည့်အောင်ပေါ့နော်ပုံစံတွေကပြောင်းသွားပြီလေမှန်ပါဗျာအဲ့တော့အိန္ဒိယဖျားဆူဆူနောက်ပွင့်မဲ့ဖျားတွေကလည်းအိန္ဒိယမှာပွင့်တယ်ဆိုတာဟုတ်တယ်မှန်ပါဗျာအကြောင်းကတော့ဒါကတော့ဘုံဘုံရဲ့ကိုယ်ပိုင်စဉ်းစားချက်ပါမှန်ပါဗျာဆိုတာဟုတ်တယ်အဲ့ဒီမစ္စည်းမဒေသမှာပဲပွင့်မယ်ဆိုတာဟုတ်တယ်ဒီဗုဒ္ဓဂယာမဟာဗောဓိပလင်ပဲဒီနေရာမှာပဲဖြစ်တယ်ဆိုတာတို့စေတုံအကြောင်းကလည်းဒီနေရာမှာပဲလို့ဆိုတာတော့ဟုတ်တယ်မှန်ပါဗျာအဲ့လိုပဲအဆိုရှိတယ်ဒီကဘာမှာမှန်ပါဗျာကဘာကြီးကစပြီးတော့ကုန်းမြေတွေပေါ်လာတာဘယ်နေရာအမြင့်ဆုံးလဲဟိမဝန္တာတောင်ဖြစ်မှာပါဗျာဟိမဝန္တာအမြင့်ဆုံးဒါဟိမဝန္တာဘယ်သူဘယ်မှာရှိတော့ဆိုအိန္ဒိယနာမှာပဲအိန္ဒိယနာမှာရှိဟုတ်တယ်မဟုတ်လားမှန်ပါအဲ့တော့ဖျားရေထဲပွင့်တာမှမဟုတ်တာမှန်ပါဗျာကုန်းပေါ်လာတဲ့အခါမှာကုန်းပေါ်မှာလူယဉ်ကျေးမှုတွေစတင်လာတဲ့နေရာဖျားပွင့်တဲ့နေရာဖြစ်မှာပေါ့မှန်ပါဗျာအခုဒီဥရောပလူတွေကခုမှယဉ်ကျေးတာလေမှန်ပါဗျာအရင်တော့အရိုင်းဆိုင်တွေလူရိုင်းသာသာပဲရှိတယ်လေမှန်ပါဗျာဒီအိန္ဒိယနိုင်ငံတို့ဆိုတာနှစ်ပေါင်းများစွာလူယဉ်ကျေးတွေနေလာခဲ့တယ်မှန်ပါဗျာအဲ့တော့အရိုင်းဆိုင်နဲ့ယဉ်ကျေးတဲ့အထဲမှာဆိုရင်ဖျားဖြစ်တာအရိုင်းဆိုင်နဲ့ဖြစ်မလားယဉ်ကျေးတဲ့ဖြစ်မလားယဉ်ကျေးတဲ့ထဲမှာယဉ်ကျေးတဲ့ထဲဖြစ်မှာကဘာမြေမှာစပေါ်တာကိုကဒီနေရာစပေါ်တာအမြင့်ဆုံးကုန်းမြေစပေါ်ပြီးတော့လူသားတွေမျိုးနွယ်တွေရောက်လာပြီးတော့အကျင့်သီလကောင်းတဲ့လူမျိုးတွေဟာဒီမှာပဲမှန်ပါဗျာနေကြတာဖြစ်ဗမာရဲ့ရာဇဝင်ကိုကြည့်မယ်ဆိုရင်ဒီကနေ့ပဲခူးလို့ခေါ်တဲ့နေရာဟာဟန္တာဝရီတို့ရှေးဟောင်းနာမည်မှာမှန်ပါကုန်းမြေတွေဟာဟင်းသာငှက်တစ်ကောင်ပဲနားတာတဲ့ဆိုလို့ဟင်းသာငှက်နှစ်ကောင်ထပ်ပြီးနားနေတဲ့ဟာလေး